Jared တယောက်ရောက်လာကြတဲ့ကအင်ကြီးကိုတပိုးကြမနေပါဘူးအဲ့လိုနဲ့လမ်းလျှောက်နေတော့အတန်တစ်ခုကိုရုတ်တရက်ကြားလိုက်ရတယ်နေရအတွင်းဘက်မှာအကောင်တကောင်ပြေးနေတဲ့အတန်ကြောင့် Jared စိတ်ဝင်စားသွားမိနေရနားကိုဖြည်းဖြည်းချင်းချင်းကပ်ကလက်နဲ့ခောက်ကြည့်လိုက်တယ်နေရထဲကနေပြန်ခောက်လိုက်တဲ့အခါ Jared လန့်ပြီးနောက်ဆုတ်လိုက်ပါတယ်တုတ်တချောင်းကိုအမြန်ဆွဲယူကနေရန်ကိုထပ်ခုတ်လိုက်ပြန်တယ်ဒီတစ်ခါအတွင်းဘက်ကနေအတန်ပြန်ထွက်လာပါနဲ့တပြိုင်နက်ဂျီယက်လည်းအဲ့ဒီနေရန်လေးကိုတုတ်နဲ့အားကုန်ထိုးထည့်လိုက်ပါတော့တယ်သူ့အမကြောင့်နေရန်ပြိုကျသွားပြီးတဲ့နောက်မှာရှိုးဝတ်လီခါလေးတစ်ခုပေါ်လာခဲ့တယ်ဂျယ်ရက်ကသူ့ရဲ့အမွှားကြီးကိုအထဲမှာဘာရှိလဲမသိချင်ဘူးလားလို့မေးလိုက်ပေးမယ်ညီဖြစ်သူကစိတ်မဝင်စားဘူးဆိုပြီးအဲ့ဒီနေရာကနေထွက်သွားခဲ့တယ်အဲ့ဒီနောက်ဂျယ်ရက်လည်းအဲ့ဒီနေရာကိုတန့်ရှင်းရေးလုပ်ရင်းနဲ့တော့တစ်ချောင်းကိုရှာတွေ့ခဲ့တယ်ရှိုးအခန်းထဲမှာဘာတွေရှိနေမလဲဆိုတဲ့တီးလို့စိတ်ချောင်းနောက်ဆုံးမှာတော့ဂျယ်ရက်တယောက်တည်းအဲ့ဒီလေးကလေးအတိုင်အပေါ်ကိုတက်သွားခဲ့ပါတော့တယ်အခန်းထဲကိုရောက်သွားတဲ့အခါမှာတော့ဖုံတွေပင့်ကိုအိမ်တွေနဲ့ရှုပ်ပွားနေတဲ့စမ်းတက်ခန်းဟောင်းတစ်ခုကိုတွေ့လိုက်ရတယ်နေရာ၌မှာတရဝါလေးတွေကိုထည့်ထားတဲ့ပလင်းတွေလေးလာကြီးမတ်ဆုစာအုပ်တွေနဲ့ပြားရည်ပလင်းတွေကိုလည်းတွေ့ရတယ်ဂျယ်ရက်ကသမီးနဲ့ဟိုဒီထိုးကြည့်ရင်စာအုပ်ပုံအောင်မှာဖုံးနေတဲ့တစ်တာကလုံးကိုသွားတွေ့တယ်အဲ့ဒီတစ်တာရဲ့တော့ကသူအစောပိုင်းကကောက်ရထားတဲ့တော့နဲ့တစ်ထပ်တဲ့ဖွင့်နေတာအကြောင်းဂျယ်ရက်လည်းစဉ်းစားမနေပဲချက်ချင်းဖွင့်ကြည့်လိုက်တယ်တစ်တာထဲမှာတော့အဝိစားတချို့နဲ့အတူအဝိစားတစ်ခုနဲ့တေးသေးချာချာပတ်ထားတဲ့စာအုပ်တအုပ်ကိုတွေ့လိုက်တယ်စာအုပ်ပေါ်မှာတတိဘေးစာတစ်ဆောင်လည်းကတ်ထားသေးတယ်အဲ့ဒီချိန်မှာအတန်တစ်ခုကြားလိုက်လို့လှည့်ကြည့်လိုက်တဲ့အခါခုံပေါ်မှာဂျရက်ဒီနီယာကနေထွက်သွားဆိုပြီးရေးထားတဲ့စာကိုမြင်လိုက်ရတယ်ဂျရက်လည်းအယမ်းကြောက်သွားပြီးအဲ့ဒီစာအုပ်ကိုကမန်ကရန်ဆွဲယူကအခန်းထဲကနေအမြန်ဆုံးပြီးထွက်ခဲ့ပါတော့တယ်သူ့အခန်းထဲကိုပြန်ရောက်တဲ့အခါဂျယ်ရက်ကစာအုပ်ပေါ်မှာကတ်ထားတဲ့သတိပေးစာရွက်လေးကိုဖွင့်ဖတ်ကြည့်လိုက်တယ်စာထဲမှာတော့ဒီစာအုပ်ကိုအရေးစွန့်တည်မဖတ်ပါနဲ့ဖတ်မိရင်တင်းရဲ့ဘဝနဲ့အသက်ကိုပါတေးစေနိုင်တဲ့အန်ဒီရယ်နဲ့ရင်ဆိုင်ရလိမ့်မယ်လို့ရေးထားတယ်။ဒါပေမဲ့စာအုပ်ထဲမှာဘာတွေရေးထားမလဲဆိုတာကိုအယမ်းသိချင်နေတဲ့ဂျာရက်ကအဲ့ဒီသတိပေးစာကိုလစ်လူရှုလိုက်ပြီးစာအုပ်မှာစီးထားတဲ့ကြိုးကိုဖြီချလိုက်တယ်။ကြိုးကိုဖြီလိုက်တာနဲ့တပြိုင်နက်စာအုပ်ထဲကနေစွမ်းရည်အလင်းတန်းတချို့ပြန့်ထွက်လာခဲ့တယ်။ဂျာရက်လည်းကြောက်စိတ်နဲ့အတူစာအုပ်ကိုဖွင့်ကြည့်လိုက်တဲ့အခါမှာတော့